ကျွန်တော်တို့ဒီနေ့သုတ်တန်ကျမ်းအခန်းကြီး3ငယ်9ကနေ12ကိုအတူတူပါလေ့လာကြမယ်။เราจะศึกษาสุภาษิตบทที่3 9ถึง12นะสำคัญวันนี้เราจะฟังเพราะว่าอันตรายมากในชีวิตเรานะသုတ်တန်ကျမ်းအခန်းကြီး3ငယ်9ကနေ12သင်ဤဥစ္စာသင်သည်တဲ့ကိုယ်ဥစ္စာနဲ့အဦးတီးသောအတီးအနှံရှိသည်များကိုထာဝရဘုရားအားပူဇော်လော့တို့ဖြင့်လင်သင်၏စပါးကြီးတို့သည်ကျွယ်ဝ၍စပြစ်တီးနေရာတစားတို့ကိုအသစ်တော်စပြည့်ရည်လျှင်လိမ့်မည်ငါသာထာဝရဘုရားဆုံးမတော်မူခြင်းကိုမမှတ်ပင်မနေနှင့်သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါစိတ်မပြတ်စေနှင့်ထာဝရဘုရားသည်ချစ်တော်မူသောသူကိုဆုံးမတတ်၏နှစ်သက်တော်မူသောသားကိုတန်ခတ်တော်မူတတ်၏ဟောဒီနေရာမှာအချက်နှစ်ချက်ကျွန်တော်တို့လေ့လာမယ်ပထမတစ်ချက်ကသင်ဥစ္စာနဲ့တဲ့အဦးတီးသောအတီးအနှံရှိသည်များကိုထာဝရဘုရားအားပူဇော်လော့ဟောဒီနေ့ကျွန်တော်တို့စီးပွားရေးပဲလုပ်လို့နော်ကျွန်တော်တို့ဘာလုပ်ငန်းတွေပဲဖြစ်ဖြစ်လှုပ်ဆောင်တဲ့အခါမှာပထမဦးဆုံးရတဲ့ဦးတီးတဲ့အတီးအကောင်းဆုံးအရာကိုဘုရားသခင်ထံစက္ကအနှံခြင်းကအလုံးမအရေးကြီးပါတယ်နော်ဆက်ဆခြင်းရတဲ့လစာဆက်ဆခြင်းရတဲ့စီးပွားရေးအောင်မြင်မှုလုပ်ငန်းတွေကိုဘုရားသခင်ထံအနှံတတ်ဖို့လိုတယ်ဘုရားသခင်ထံအနှံမယ်ဆိုရင်သင်ဘုရားသခင်တိထမကစပါးကြီးတို့ကိုကြွယ်ဝစေမယ်စပစ်တီနေရအသစ်ကိုစပြည့်ရည်လျှံလိမ့်မယ်နော်သင်ရဲ့စီးပွားရေးလုပ်ငန်းစီးပွားရေးအသစ်တွေလုပ်ငန်းအသစ်တွေအဲ့ဒီနေရာမှာကျွယ်ဝမယ်ဒါဘုရားရဲ့နေရာမှာဖြစ်တယ်ဘုရားဂရုတော်ဖြစ်သင်ရဲ့စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေအောင်မြင်တိုးတက်ကြီးပွားလာတဲ့အခါမှာဒါတွေမစခင်မှာပထမဦးဆုံးဦးတီးတဲ့အသေးဘုရားကိုအနှံဖို့လိုတယ်ဘုရားသခင်ကိုသင်တွေးတိုင်ရင်သင်ရဲ့လုပ်ငန်းတွေအောင်မြင်လာမယ်တိုးတက်လာမယ်ကြီးပွားလာမယ်တစ်ခါတည်းမှာသင်လုပ်ငန်းအောင်တယ်လို့နဲ့ပိတ်ဆို့မှုတွေနော်ပြန်ပြီးဆုံးရှုံးမှုတွေဒါတွေနဲ့ရင်ဆိုင်ကောင်းရင်ဆိုင်ရလိမ့်မယ်အဲ့လိုရင်ဆိုင်လာတဲ့အခါမျိုးတွေမှာကျွန်တော်တို့ပြန်စဉ်းစားငါးပါးတွေလို့လေအဦးတီးတော့တီးမေ့နေလားဆယ်ပုတ်တပုတ်တွေမေ့နေလားနော်ဆယ်ပုတ်တပုတ်ပင်ကောင်းကင်ပင်မောက်ဖွင့်ပြီးကောင်းကြီးမင်္ဂလာတုံးလောက်မယ်ဘုရားဂရုတော်တွေဖြစ်တယ်ဒါကြောင့်တင်ဒီနေရာမှာတစ္ဆာရှိဖို့လိုတယ်တစ္ဆာမရှိရင်တော့ဒါနေရာမှာအတိုင်းသင်စီးပွားရေးလုပ်ငန်းတွေကျဆင်းလာမယ်နော်ဒါကြောင့်တင်ဒီနေရာမှာသစ္စာရှိနဲ့ပါဝင်စက္ကတတ်ဖို့လိုတယ်ငါသာထာဝရဘုရားဆုံးမတော်မူခြင်းကိုမမှတ်ပင်မနေနဲ့သင်ဤအပြစ်ကိုစစ်ဆေးတော်မူသောအားစိတ်မပြတ်နဲ့နော်ကျွန်တော်တို့ဘာအပြစ်တွေလုပ်ထားလဲเรากำลังทำบาปอะไรมากสิ่งที่พระเจ้าไม่ชอบเรากำลังแอบทำอยู่ไหมเพราะฉะนั้นเราจะต้องตัดสินนะอย่าไปแตะเพราะว่าอนาคตของเราจบเลยนะเพราะฉะนั้นปัจจุบันเนี่ยเวลานี้ตอนนี้เรากำลังแอบทำบาปอะไรอยู่เพราะฉะนั้นตอนหน้าพระเจ้าเนี่ยเปิดเผยหมดนะถ้าเราเต็มพาအပြစ်တွေကိုကြုံခိုးကွယ်လုပ်နေလေဒီချိန်မှာတင်လောက်ရင်တင်စွန့်ပစ်ပလိုက်ပါစိတ်မဝင်စားပါနဲ့ဒါတွေကသင်ဘဝအနာဂတ်ကိုပြည့်စည်စေတဲ့အရာတွေဖြစ်တယ်သင်ဘဝအနာဂတ်ကိုဆုံးရှုံးစေတဲ့အရာတွေဖြစ်တယ်ကြာဆုံးစေတဲ့အရာတွေဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့မှားယွင်းတဲ့အရာဘုရားမကြိုက်တဲ့အရာဘုရားမနှစ်သက်တဲ့အပြစ်ဒုစရိုက်ထဲမှာသင်နစ်မွန်းနေလားဒီထဲမှာသင်နစ်မွန်းနေတဲ့အမြန်ဆုံးနောက်ဆုတ်ပါနော်သင်အမြန်ဆုံးနောက်ဆုတ်ပါဘုရားဘုန်းမထင်ရှားတဲ့အရာတွေကိုသွားမထိပါနဲ့อย่าไปแตะสิ่งที่ไม่มีราศีของพระเจ้านะบาปอันตรายมากนะบางครั้งเนี่ยความต้องการเนื้อหนังของเรานะอันตรายအသွေးအသားတက်မဲ့ခြင်းကအရေးကြီးတယ်ဒါကြောင့်ကျွန်တော်တို့လောကမှာအန္တရာယ်အရှိဆုံးအရာတွေဒါတွေကိုကျွန်တော်တို့စွန့်ပယ်ပြစ်ပါနော်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ရဲ့အသွေးအသားဇာတိတက်မှတ်မှုကြောင့်အပြစ်ဒုစရိုက်တွေထဲမှာနစ်မုန်းကောင်းနစ်မုန်းလိမ့်ဒါပေမဲ့ဘုရားသခင်ကလည်းသူချစ်တဲ့သားသမီးကိုသူဆုံးမတယ်ထာဝရဘုရားသည်ချစ်တော်မူသောသူကိုဆုံးမတတ်၏နှစ်သက်တော်သူမူသောသားကိုတန်ခတ်တတ်၏
ฮาเลลูยาเนาะพระเจ้ารักเราพระเจ้ากำลังเตือนเรานะพระเจ้ากำลังเตือนครั้งที่1ครั้งที่2นะครั้งที่3นี่อันตรายแล้วมีไฟแดงแล้วนะเราอาจจะจบชีวิตก็ได้นะเพราะฉะนั้นเราต้องตัดสินเด็ดขาดเราอย่าไปแตะสิ่งที่พระเจ้าไม่ชอบนะความบาปนี่อันตรายเพราะฉะนั้นเราหนีเสียนะอยู่ใกล้ชิดกับพระเจ้าตัดสินโอเคนะครับขอพระเจ้าอวยพรทุกคนเนาะဒါကြောင့်အပြစ်ဒုစရိုက်တွေရှောင်မှာစွန့်ပစ်ပါเนาะအဲ့တော့မှကျွန်တော်ချမ်းသာရမှာဖြစ်တယ်ဘုရားသခင်ပထမတစ်ချိန်ဆုံးမမယ်ဒုတိယတစ်ချိန်ဆုံးမမယ်တတိယတစ်ချိန်ဆိုကျွန်တော်တို့မြင်းနီပြမယ်เนาะဒါကြောင့်တောင်တနဲ့ဘုရားထံပြန်လာပါသူချစ်တဲ့သားသမီးကိုသူဆုံးမတယ်တုံးတင်တယ်เนาะအရောက်စီတိုင်းဘုရားရှင်ကောင်းကြီးပေးပါစေ